hello မင်္ဂလာပါမီ library မှာကြိုဆိုပါတယ်ဆိုတော့ဒီမီ library လေးကဘာကြီးအချက်နဲ့လောက်ရတာလဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင် NGO တွေ INGO တွေမှာအလုပ်နေကြတဲ့သူတွေအတွက်ပေါ့နော်ဆိုတော့အလုပ်နေကြတဲ့သူတွေအတွက်ဆိုတာထက်INGO မှာစတင်ပြီးတော့စပြီးတော့အလုပ်မဲ့လူတွေစတင် join မဲ့သူလူငယ်တွေအတွက်ရည်ရွယ်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့senior သမားတွေကတော့ကြော်သွားလို့ရပါတယ်လို့ဆိုတော့အဓိကကကျွန်တော်တက်စာ INGO တွေမှာလုပ်မဲ့သူတွေအတွက်အဓိကရည်ရွယ်ပြီးတော့sharing လုပ်ပေးခြင်းဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီ page ဒီ YouTube မှာကျွန်တော်ကမိနဲ့ပတ်သက်တဲ့function လေးတွေတို့sharing session လေးတွေတို့ tools လေးတွေကိုမကြတစ်ဆက်ပေးသွားမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ me library ဆိုတာဘာလဲဆိုတာလေးအချင်းချုပ်ရှင်းပြခြင်းဖြစ်ပါတယ်ဆိုတော့ me library ဆိုတာခုနပြောသလိုပဲပေါ့နော်ကျွန်တော်တို့ဒီ library မှာရှိတဲ့အကြောင်းအရာတွေက project တစ်ခုကဘယ်လိုစတင်ဘယ်လိုကနေပြီးတော့စတင်လှုပ်ဆောင်မယ်ဆိုတာအနေနောက်ဆုံးအဆင့်ထိပေါ့နော် project ပြီးရဲ့အချိန်ဒီဘယ်လိုလုပ်မယ်ဆိုတဲ့အဆင့်လေးကိုsharing လုပ်ပြီးတော့မှာဖြစ်နော်ဒီပြောတဲ့session တွေမှာလည်းကြံသွားတာလည်းရှိကောင်းရှိနိုင်လို့လိုအပ်တာလည်းရှိကောင်းရှိနိုင်ပါတယ်ဒါအတွေ့အကြုံကိုsharing လုပ်တာမျှဝေခြင်းဖြစ်ပါတယ်လို့လိုအပ်ချက်တွေရှိရင်လည်းခုနနားလည်ပြပါလို့ကြည့်ရှုသူပေါင်းကိုနည်းညမြတ်တာရက်ခံပါတယ်ဆိုတော့ me library ထဲမှာကျွန်တော်ကစတင်ပြီးတော့ဘာတွေပါလာမလဲဆိုတော့INGO ပေါ့နော် INGO ဆိုတာဘာလဲဆိုတော့ INGO ဆိုတာဘာလဲဆိုတာကနောက် slide တွေမှာပါမယ်ပေါ့နော်ဆိုတော့ INGO ဆိုတာကအစိုးရမှုတဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကိုခေါ်ခြင်းဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့မြန်မာလို့ဆိုရင်တော့လေတကယ်အစိုးရအဖွဲ့တွေကနေဖွဲ့စည်းကြတာမဟုတ်ဘူးနိုင်ငံတကာအသင်းဖွဲ့ခေါ်လို့ရတာပေါ့နော်အဓိကတော့အစိုးရနဲ့မပတ်သက်ဘူးဆိုပြီးဆိုလိုချင်တာပေါ့နော်ဆိုတော့သူ့ရဲ့အဖွဲ့ကတော့နိုင်ငံတော်အစိုးရရင်းနဲ့တကယ်ပတ်သက်မှုမရှိဘဲနဲ့သူကတိကျစွာလွတ်လပ်တဲ့ရက်တွေရဲ့အဖွဲ့တွေဖြစ်တယ်အစိုးရတွေသဘောကြားတယ်မှာလည်းသဘောတူညီချက်တွေဖွဲ့စည်းထားတယ်မရှိပေါ့နော်ဒါကတော့ INGO ရဲ့စတင်တည်ထောင်ပြီးတော့စတင်လှုပ်ဆောင်တဲ့အရာတွေပဲဖြစ်တယ်ပေါ့နော်ဆိုတော့သူကဒီတနေရာထဲမှာမဟုတ်ပေါ့နော် INGO တနေရာထဲမဟုတ်ဘူးသူက global နိုင်ငံတကာမှာသူတို့ရဲ့ implementation လုပ်တဲ့ area တွေကနိုင်ငံတွေအများကြီးရှိတယ်ဒီကမ္ဘာမှာပေါ့နော်ဆိုတော့နိုင်ငံတွေအများကြီးရှိတယ်အဖွဲ့အသီးတွေပဲပါဝင်တဲ့နိုင်ငံအသီးတွေကနေစတင်ပြီး implementation တွေလုပ်ကြတယ်ပေါ့နော်ဆိုတော့နောက်တစ်ခါတော့သူကnon profit ပေါ့နော်အကျိုးမြတ်ယူတာမဟုတ်ဘူးအကျိုးမြတ်ယူတာမဟုတ်ဘူးဆိုတော့အဓိကတော့စီးပွားရေးရှာတာမဟုတ်ဘူးပေါ့နော်စီးပွားရေးရှာတာမဟုတ်ဘဲနဲ့ community တွေစီမှာတကယ်ကိုလိုအပ်နေတဲ့ humanitarian တွေမှာခံစားနေရတဲ့လိုအပ်ချက်ရှိနေတဲ့လူမှုရေးတွေစီးပွားရေးတွေပညာရေးတွေကျန်းမာရေးတွေတဘာဝပတ်ခြင်းတဘာဝဘဝချင်းနဲ့ဆိုင်တဲ့ဟာတွေအစရှိသဖြင့်ပေါ့ဗျာဆိုတော့အဲ့ဒါတွေအတွက်လိုအပ်ချက်တွေကိုအပြည့်အစုံဖြည့်ဆည်းပေးတာမဟုတ်တော့မှတနည်းထုံပေါ့နော်နည်းနည်းလိုအပ်ချက်ကိုအနေငယ်ရရှိသွားအောင်လို့အကျိုးမြတ်ပြီးပဲလုပ်ပေးခြင်းဖြစ်ပါတယ်လို့ဒီမှာဆိုရင်သူတို့နိုင်ငံက INGO တွေဖွဲ့ရတော့အမျိုးစုံပေါ့နော်လူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေရတယ်သူတို့ရဲ့လုပ်တဲ့လူခွင့်ရေးတွေမြင့်တင်တာတွေတို့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတာတွေတို့ပေါ့နော် peace project တွေလုပ်ကိုင်တာတွေဆိုလည်းသူတို့ကအမျိုးမျိုး project တွေအများကြီးရှိရပေါ့နော်ပြီးတော့လည်းဒီ project တွေလုပ်တဲ့အချိန်မှာလည်းindependent ဘယ်သူမှဖက်လိုက်မှုမရှိဘူးသူတို့ရဲ့ objective တဲ့အတိုင်းသူတို့ကဖက်လိုက်မှုမရှိဘဲအကူအညီတွေပေးရပေါ့နော်ဥပမာဆိုရင်ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာဆိုရင်လည်းဒီဖွဲ့အကြီးတွေအများကြီးရှိတယ်ပေါ့နော်ဥပမာဆိုရင် Save the Children International ကလေးငယ်ကာကွယ်ဆက်ရှောက်ရေးဖွဲ့တွေရှိတယ်ဒါဆိုလည်းနိုင်ငံတကာတွေမှာအများကြီးရှိတယ်ပေါ့နော်နောက်က international တွေရှိပေါ့နော် World Vision အစရှိတယ်ပြောရအဲ့တော့အဖွဲ့အကြီးရတော့အများကြီးပေါ့နော်ဆိုတော့ကျွန်တော်တို့ INGO ကိုပြောခြင်းဖြစ်တယ်UN တို့ UN organization ကိုပြောခြင်းမဟုတ်ဘူးပေါ့နော်ဆိုတော့ INGO ကဝန်ထမ်းတွေအများကြီးရှိတယ် INGO ရှိတယ်ပြီးတော့လေကျွန်တော်တို့မြန်မာနိုင်ငံမှာလာပြီး implementation တွေလုပ်တဲ့ INGO အများကြီးရှိကြပါတယ်ပေါ့နော်ဆိုတော့သူတို့တွေကလူမှုဖွံ့ဖြိုးရေးနဲ့လူသားချင်းစာနာထောက်ထားတဲ့လုပ်ငန်းတွေကိုလည်းဆက်လက်ပြီးတော့လုပ်နေကြတယ်ပေါ့နော်ဒါ INGO တွေကပါတယ်လို့ပြောဆိုတော့ဆိုတော့နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ကြည့်မယ်ဆိုရင် local NGO ပေါ့နော်ဆိုတော့ local NGO က
ဘာလဲဆိုတော့ local ဆိုတော့ကျွန်တော်တို့ရဲ့မြန်မာပြည်မှာရှိတဲ့ NGO ဒေသလေးတွေပေါ့နော်ဥပမာ CES ဆိုပေါ့နော် Civil Society Organization ဆိုတော့ဒီအဖွဲ့ဆိုရင်ကျွန်တော်တို့ကဥပမာပေါ့နော်မြို့နယ်ကနေဦးစီးပြီးတော့လုပ်တာပေါ့နော်တောင်းရှစ်ကိုစားပြုပေါ့ဒါမျိုးဆိုရင်သူက Civil Society Organization ဆိုပြီးတော့လုပ်ကြတယ်ပေါ့နော်အဲ့မှာဆိုရင်မြို့နယ်ကနေဦးစီးပြီးတော့အဲ့မြို့နယ်အောက်မှာပဲကြေးရွာလေးတွေကြေးရွာအုပ်စုလေးတွေပဲပူပေါင်းပြီးတော့အတူဖွဲ့စည်းထားတာပေါ့နော် Civil Society Organization လို့ခေါ်တယ်နောက်တစ်ခုကတော့ Community Based Organization ပေါ့နော် CBO ပေါ့ဆိုတော့ဒီ CBO အဖွဲ့တွေကတော့ဒါကြေးရွာတရွာထဲမှာရှိတဲ့အဖွဲ့ကကိုတူကူထပေါ့ဗျာနော်ကိုတူကူထအဖွဲ့လေးတွေကိုကိုရွာမှာပဲကိုကဖွဲ့စည်းတယ်ကိုရွာမှာလိုအပ်တဲ့လူမှုပုံရိပ်ပဲလုပ်ကြတယ်ပေါ့နော်ဟိုနောက်တစ်ခုကကျွန်တော်တို့ဥပမာမြင်ထင်သာမြင်တောင်ပြောရရင်ပါရှိမယ်ဆိုတော့တာယီနာရီဖွဲ့တွေတို့လူဖြူဖွဲ့တို့ဒါမျိုးတွေကလည်း CPU အသေးစားလေးပေါ့နော်သူတို့ဖွဲ့တွေကမှemergency response တွေအရေးပေါ်ကာလတွေဖြစ်လာရင်သူတို့တွေက UCP လောက်ကြတဲ့ဖွဲ့တွေလည်းရှိတယ်ပေါ့နော်ဆိုတော့ဒါတော့ကြီးရက်ရွအခြေပြုဖွဲ့စည်းတွေပါနောက်တစ်ခုကတော့မြို့နယ်ဖွဲ့တွေ development တွေရှိမယ်နောက် social welfare organization တွေရှိမယ်နောက်တစ်ခုက faith based group ပေါ့နော်ဆိုတော့ဒါတော့ faith group ကတော့ဒီ chat base တွေပေါ့နော် chat ကြောင်း base တွေအဖွဲ့အစည်းတွေရှိကြပါတယ်ဥပမာဆိုရင်KMSS ပေါ့နော်သူဆိုရင် faith base ဆိုတော့ညာလဲ KMSS ကတကယ်အဖွဲ့အစည်းပေါ့နော်နိုင်ငံတကာမှာ KMSS အဖွဲ့တွေအများကြီးရှိတယ်ပြီးလူမှုဖွံ့ဖြိုးလုပ်ငန်းတွေလည်းအများကြီးလုပ်ကြတယ်ပေါ့နော်မြန်မာနိုင်ငံမှာ global မှာလည်းအများကြီးလုပ်ကြတယ်ပေါ့နော်နောက်တစ်ခုက women development အဖွဲ့တွေပေါ့နော်ဒါတော့အမျိုးသမီးနဲ့စမ်းဆောင်တဲ့အပိုင်းတွေပေါ့နော်ဆိုတော့ women အမျိုးသမီးတွေကို empower လုပ်ပေးတာပေါ့နော်မြင့်တင်ပေးတဲ့အပိုင်းတွေမှာကျွန်တော် local NGO တွေပါဝင်ပါတယ်ပေါ့နော်ဆိုတော့နောက်တစ်ခု sharing လုပ်ပေးချင်တာပါလဲဆိုတော့ကျွန်တော်က project တစ်ခုမှာဘယ်လိုပိုင်းတွေပေါ့နော်ဘယ်လိုပါဝင်လဲဆိုတာကိုရှင်းပြပေးချင်ပါတယ်ဆိုတော့ကျွန်တော် project မှာစီမံကိန်းတစ်ခုမှာမပါဘူးအဓိကကတော့ပါဝင်ရမယ့်စိတ်ပိုင်းအဓိက6ခုပေါ့နော်6ခုတော်မကအလည်းရှိနိုင်တယ်ဒါတော့ထင်သာမြင်တောင်ကျွန်တော်6ခုလိုပဲအဓိကထားပြီးဖော်ပြပေးတာပေါ့နော်ဆိုတော့ဒီအဲ့ဒီစိတ်ပိုင်းတွေကအကောင်ထည့်ဖို့ပါဝင်ဖို့အတွက်က project 2မှာရေးကြည့်တယ်ပေါ့နော် project တစ်ခုမှာရည်ရွယ်ချက်တွေလုပ်ငန်းနဲ့ပဲတဲ့ချိန်စရာအတိုင်းတွေပဲဒီပေါ့နော်အဓိက budget တွေဖွဲ့စည်းတယ်နောက်တစ်ခုက risk နဲ့ပတ်သက်တာတွေပေါ့နော်ဆိုတော့နောက် slide မှာကျွန်တော်အသေးစိတ်ရှင်းပြပေးပါမယ်ပေါ့နော်ဆိုတော့ okay နံပါတ်1ကရည်ရွယ်ချက်ပေါ့နော်ရည်ရွယ်ချက်ကဘာလဲဆိုတော့ project ရဲ့ objective တွေ goal တွေဆိုတာဘာလဲပေါ့နော်ကျွန်တော် project တစ်ခုကိုစပြီးတော့အကောင့်ထဲပေါ်တော့မယ်ဆိုရင်ကျွန်တော်အဲ့ project ကဘာလုပ်မှာလဲဆိုတဲ့အဓိကရည်ရွယ်ချက်ကကျွန်တော်ချမှတ်ရတယ်ပေါ့နော်သူအဓိကပန်းနိုင်ပေါ့ကျွန်တော်ရဲ့နောက်ဆုံးပန်းနိုင်ကဘာဖြစ်ချင်တာလဲဘာဖြစ်စေချင်တာလဲဆိုတဲ့ဟာကိုကျွန်တော်တို့စဉ်းစားရတယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုတည်ပြီးမှကျွန်တော်တို့ကကျွန်တော်ရဲ့ objective တွေဘာလုပ်မယ်ဆိုတော့ဖော်ပြပေးရမယ်ပေါ့နော်ဆိုတော့အဲ့ objective တွေရဖို့ကလည်းအဲ့ရည်ရွယ်ချက်တွေကလည်းပါတယ်ဆိုတော့ specific ပေါ့နော် specific ဆိုတာကဒီအတူတူကြကြတွေရှိရမယ်နောက်တစ်ခုကတော့အဲ့ဒီလုပ်လိုက်တဲ့ဒီ project ကပေါ့နော်တိုင် measure လေးပဲဆိုတာတိုင်းတာလို့ရနိုင်ရတယ်ဥပမာ indicator တွေဒီ project တစ်ခုရဖို့အတွက်ဘယ်လိုတိုင်းတာမလဲဆိုတဲ့ဟာတိုင်းတာလို့ရနိုင်တဲ့ဟာဖြစ်ရမှာပေါ့နော်နောက်တစ်ခုကတော့အောင်မြင်မှုရနိုင်တဲ့ဟာမျိုးလည်းဖြစ်ရမယ်နောက်တော့ relevant ပေါ့နော်တကယ်ကိုပဲလက်တွေ့ကျတဲ့အပိုင်းတွေဖြစ်ရမယ်ပေါ့နော်နောက်တော့ project တစ်ခုမှဆိုရင်ကျွန်တော်တို့ကအချိန်သက်ကာလသတ်မှတ်ချက်တွေရှိတယ်ပေါ့နော်မှာ1နှစ်လား2နှစ်လား3နှစ်လားပေါ့နော် long term project လားဒါမှမဟုတ် short term project လားဆိုပြီးတော့ကျွန်တော်တို့တိုင်းပေါင်းနေနဲ့ကျွန်တော်တို့ရှိကြတယ်ပေါ့နော်ဆိုတော့လုံဆောင်ကြတယ်ဆိုတော့နောက်တစ်ခုကအားလုံးဟာတော့ကျွန်တော်တို့လုပ်တဲ့ objective တွေကကိုယ်က smart ဖြစ်ရမယ်ပေါ့နော်ကို smart ဖြစ်တယ်ဆိုတာခုနပြောတဲ့အကြောင်းအရာကြီးပေါ့နော်ဆိုတော့ specific ဖြစ်ရမယ် maturity ဖြစ်ရမယ်ပေါ့နော် achievement ဖြစ်ရမယ် relevant ဖြစ်ရမယ်တိုင်းပေါင်းနဲ့ညီရမယ်ပေါ့နော်ဒါကတော့ကျွန်တော်ရည်ရွယ်ချက်တွေကအဲ့ဒါကြီးနဲ့ကိုက်ညီရမယ်အဲ့လိုပေါ်ပြပေးတယ်ပေါ့နော် okay နောက်တစ်ခုကလုပ်ငန်းတွေပဲလှုပ်ဆောင်ရမယ်အရာ scope ပေါ့နော် delivery ပေါ့ project implementation လုပ်မှာပေါ့နော်ကျွန်တော်တို့က project တစ်ခုစပြီးလုပ်တော့မယ်ဆိုရင်ကျွန်တော်တို့ကဘာသတ်မှတ်လဲဆိုတော့ကိုကဘယ် project ကကိုလုပ်မယ့် project ကဘယ် area တွေဘယ်နေရာတွေမှာဘာလုပ်ငန်းတွေလုပ်မှာလဲဆိုတော့ကျွန်တော်ကသတ်မှတ်ရတယ်ပေါ့နော်အဲ့လိုမသတ်မှတ်ခင်မှာပဲကျွန်တော်ကဥပမာဆိုရင်content analysis တို့ situation analysis တို့လုပ်ရတယ်ပေါ့နော်လုပ်ပြီးတော့တချို့ data တွေဆိုရင်ရှိပြီးသားပေါ့ဗျာဥပမာဆိုရင် UN OCHA တို့ဆိုရင်သူတို့တွေကပဲလုပ်ပြီးသား assessment တွေရှိတယ်ပေါ့နော်ဆိုတော့ assessment လုပ်ပြီးသားကိုကျွန်တော် secondary data ပြန်ယူသုံးတယ်တခါတရံမှာကိုယ်တိုင် survey လုပ်ပြီးတော့proposal လုပ်ပြီးတော့ရရ data တွေလည်းရှိတာပေါ့ဗျာနော်ဆိုတော့ဒီ project တွေကဘယ်နေရာမှာလုပ်မယ်ဘာတွေဖြစ်နေလဲဆိုတာသိဖို့အတွက်ကျွန်တော် proposal တစ်ခုရေးဖို့အတွက်အဲ့
အညွှန်းတွေပြန်ယူရပါတော့ reference တွေကနေပြန်ယူရတယ် secondary တွေကလည်းယူရတယ်လို့ primary data လည်းယူရတာပေါ့နော်ဒါကအဲ့ဒါဒီရှင်းလင်းသိမှကျွန်တော်က project လုပ်မဲ့ proposal ထဲမှာဒီအကြောင်းအရာတွေကျွန်တော်ထည့်သွင်းစဉ်းစားပြရမှာနော်ဘယ် area တွေတော့လုပ်ပါမယ်ဥပမာဆိုရင်ဘယ် partner တွေနဲ့ local အဖွဲ့တွေနဲ့ local NGO တွေနဲ့ပူးပေါင်းပြီးတော့ဘာလုပ်ငန်းတွေလုပ်ပါမယ်ဆိုတာကျွန်တော်ထည့်သွင်းစဉ်းစားရတယ်ပေါ့နော်ပြီးတော့ project ပြီးသွားရင်ဆိုတော့လည်းကျွန်တော်တို့ project တွေစပြီးလုပ်မယ်ဆိုရင်လည်းဘာတွေလုပ်မလဲနောက်ဆုံးရလက်ကဘာတွေဖြစ်မလဲပေါ့နော်ဥပမာဆိုဒီမှာဆိုရင်အဆောင်အုံတွေဆိုတာကအကြောင်းတွေဆောက်ပြီးတဲ့အဆောင်အုံတွေဖြစ်နိုင်တယ်လို့အိမ်တွေဆောက်ပြီးတာလည်းဖြစ်နိုင်တာပဲပေါ့နော်အိမ်တွေဆောက်ပြီးတာဆိုဥပမာပေါ့နော်ကျွန်တော်တို့ဒီအခု active response တွေမှာဆိုရင် temporary အိမ်လေးတွေဆောက်ပြီးတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေပေါ့အဆောင်တွေဆောက်ပြီးတဲ့ဘိုင်းတွေပါတယ်နောက်တစ်ခုကတော့စမ်းဆောင်ရည်မြင့်တင်တာစမ်းဆောင်ရည်မြင့်တင်တာဆိုတာကကြီးရွယ်မှာရှိတဲ့ဒီသူတို့လုပ်ငန်းနဲ့ပတ်သက်တဲ့ပေါ့ပညာရေးနဲ့ဆိုလည်းပညာရေးနဲ့ပတ်သက်တဲ့စွမ်းဆောင်ရည်ပြင်မြင့်နေပြီးတာလို့ပေါ့နော်ဆိုတော့ကြီးရွယ်မှာရှိတဲ့ committee ဆိုလည်းသူတို့ရဲ့အုပ်ချုပ်မှုစွမ်းရည်နဲ့ပတ်သက်ပြီးတော့မြင့်နေပြီးတာဒါမျိုးတွေပေါ့နော်သူပြီးတော့သူတို့ဘာကြီးပြောင်းလဲသွားလဲတုတက်သွားလဲပေါ့နော်နောက်တစ်ခုကတော့ sustainability ပေါ့နော်ရေရှည်တည်တံ့ခိုင်မြဲမှုတွေဘာတွေလုပ်မယ်ဆိုတာကိုကျွန်တော်ကထည့်သွင်းပြီးတော့စဉ်းစားရတယ်ပေါ့နော်ဒါကနံပါတ်1လုပ်ငန်းတွေပဲလုပ်ဆောင်တဲ့အကြောင်းဖြစ်ပါတယ်ပေါ့နော်နောက်ကတော့ time table ပေါ့နော် time table ဆို time project ရဲ့time ပေါ့နော် project မှာဆိုရင်ကျွန်တော်တို့ဘယ်ချိန်မှာစမယ်ဘာတွေလုပ်မယ်ဆိုတော့သိချရသတ်မှတ်ရတယ်ပေါ့နော်တစ်ခုချင်းစီအတွက်ဘယ်ဟာတွေဘယ်လိုလုပ်မလဲဘယ် activity ကဘာတွေလုပ်မလဲဘယ်ဒီချိန်မှာဘယ်ဟာပြီးမယ်ဘာလုပ်ငန်းပြီးမယ်ဘာလုပ်ငန်းလုပ်ပြီးရင်ပဲ data ဘယ်လောက် achievement ကဘယ်လောက်ရမယ်ဆိုတဲ့ဟာလေးကျွန်တော်တို့ကဒီစီသတ်မှတ်ရတယ်အဲ့တော့အဓိကတော့ work plan တွေဆွဲရတယ် milestone တွေဆွဲရတယ်ဆိုတော့ milestone တွေမှာမူတည်မှကျွန်တော် work plan ဖော်ထွက်လာတယ် work plan နဲ့မူတည်မှဘယ်နေ့မှာဘာလုပ်မလဲဘယ်လမှာဘာလုပ်မလဲဘယ်နှစ်မှာတော့ဘာတွေပြီးမလဲဘယ်လောက်ရမလဲဆိုတဲ့ဟာတွေကျွန်တော်တို့စဉ်းစားရတယ်ထည့်သွင်းစဉ်းစားရတယ်ပေါ့နော်အဲ့ဒီဟာကအသေးစိတ်ကလည်းကျွန်တော်တို့ကဒီ implementation plan ဆွဲရတဲ့ပိုင်းတလို့ကျွန်တော်တို့မီးနဲ့ပတ်သက်ပြီးတော့မီး plan ဆိုတာလည်းရှိပါတယ်ပေါ့နော်သူကမီး plan နဲ့လည်းမီး plan နဲ့ DD implementation plan နဲ့နှစ်ခုကချိတ်ဆက်ပြီးတော့ project ကအမြဲတမ်းချိတ်ဆက်နေပေါ့နော်ဆိုတော့အဲ့ဟာကကျွန်တော် milestone တွေလောက်ရပါတယ်နောက်တစ်ခုကတော့ဒါမရှိမဖြစ်ဘာမှဖြစ်ပေါ့နော်ဒါကဘာလဲဆိုတော့ budget နော်ဆိုတော့ကျွန်တော်တို့ project တစ်ခုလုပ်ဖို့အတွက် budget ကပတ်စံမရှိရင်ဘာလို့လုပ်မရဘူးเนาะအဲ့တော့ budget ကျွန်တော်တို့ကဘယ်လောက်ကုန်ကြမလဲဆိုတာတွေ့ရတယ်ပေါ့နော် proposal တစ်ခုမှာအစီရင်ခံစာတစ်ခုစပြီး proposal တစ်ခုစပြီးတော့လုပ်လိုက်မယ်ဆိုရင်အဲ့ proposal မှာကျွန်တော်တို့က activity ဆိုရင် activity implementation လုပ်ဆိုရင်ငွေဘယ်လောက်ကုန်လဲအဲ့ activity လုပ်ဖို့အတွက်ဝန်ထမ်းဘယ်နှစ်ယောက်ခန့်မလဲဒါမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေကျွန်တော်တို့ suppose score တွေစဉ်းစားရတယ်နောက်တစ်ခုကတော့ဝန်ထမ်းခန့်မယ် human resource ပေါ့လူရင်းအားတွေကျွန်တော်တို့ခေါ်ရတယ်နောက်တစ်ခုကအဲ့လူရင်းအသုံးကသုံးနိုင်မှုတွေအမှာဆိုရင်ရုံးမှာဆိုရင်လိုအပ်တဲ့ printer တို့ပေါ့နော် copier တို့computer laptop တို့ဒါမျိုးတွေကျွန်တော်ထည့်သွင်းစဉ်းစားပြရတယ်ပေါ့နော်အဲ့ဒါဘယ်လောက်သုံးပါလဲအဲ့ technology ကတော့ကျွန်တော် ID နဲ့ပတ်သက်တဲ့ technology ဥပမာ software တွေဝယ်ပြီးသုံးပါလား license နဲ့သုံးပါလားဒါမျိုးတွေပေါ့နော် technology ဒါလည်းစဉ်းစားရနောက်တစ်ခုက data collection လုပ်ဖို့အတွက်ကောဒီ tablet တွေလိုလားဆိုတာစဉ်းစားရတယ်ပေါ့နော်ဒါမျိုးဆိုတော့အသေးစိတ်ကျွန်တော်တို့ကဒါသေချာရေးဆွဲပြီးမှပဲစိန် budget တွေကို develop လုပ်ရတာပေါ့နော်နောက်တစ်ခုကတော့ဗာလဲဆိုခုနကလူရင်းအားတွေကျွန်တော်တို့ human resource တွေကိုပါတယ်အရေးကြီးတယ်လို့ပြောထားတယ်ပေါ့နော်ဆိုတော့အဲ့ human resource ကျွန်တော်ခန့်လိုက်မယ်ဆိုရင်ဘယ်သူကဘယ်တာဝန်တွေလုပ်မှာလဲတဦးချင်းစီရဲ့အခန်းကဏ္ဍတွေကျွန်တော်တို့ကသိချာ job description မှာသိချာတတ်မှတ်ရမယ်ပေါ့နော်ဆိုတော့ဒါမှလည်းသူလုပ်မဲ့လို့သူကကောင်းကောင်းနားလည်မယ်ကောင်းကောင်းပြောပြနိုင်မယ်ပေါ့နော်ဆိုတော့ဥပမာဆို project manager ထားမယ်ဗျာစီမံကိန်း manager တွေ project manager ဆိုရင် project ရဲ့ coordinator တွေရှိမယ် project officer တို့နော်project assistant တွေcommunity facilitator တွေအများကြီးပေါ့နော်ဆိုတော့အဆင့်ကျွန်တော်တို့ဒီ human resource မှာကျွန်တော်သုံးမယ်ဆိုရင်လည်းဘယ်နှယောက်သုံးမလဲဘယ်လုပ်ငန်းမှာဘယ်သူတွေကတော့ဘယ်သူအဆိုင်ချမယ်ဆိုတဲ့ဟာလေးကျွန်တော်ကဒီ role and responsibility ကသိချာကျွန်တော်ထည့်သွင်းစဉ်းစားပေးရမယ်အပိုင်းဖြစ်တယ်ဒါကအဓိကတော့ဒီ terms and condition ပေါ့နော်ဆိုတော့နောက်တစ်ခုကတော့ဒါတော့ဘယ်သူလုပ်ရမလဲဆိုတော့ risk management ဘယ်သူလဲဆိုတော့အကုန်လုံးလုပ်ရမှာပေါ့နော်ဝန်ထမ်းနဲ့ပတ်သက်ပြီးတော့ project တစ်ခုမှာ mathematical နဲ့ဖြစ်လာနိုင်တဲ့အခက်အခဲတွေပြဿနာတွေကျွန်တော်တို့က risk တွေကိုကြိုတင်ပြီးတော့စဉ်းစားရတယ်အန္တရာယ်တွေပေါ့နော်မမြင်နိုင်တဲ့အန္တရာယ်ဆိုတော့ risk လို့ပြောလိုက်တာနဲ့ကျွန်တော် risk ကတော့ external risk ရှိတယ်လို့ internal risk တွေလည်းရှိနေတာပေါ့နော် external risk ဆိုရင်နိုင်ငံရေးမတည်ငြိမ်လို့ပြဿနာတွေဖြစ်နိုင်တယ်နောက်တစ်ခုကdisaster တွေဖြစ်ပေါ့နော်ရေကြီးတာဖြစ်လို့
မြေပြိုတာဖြစ်လို့ပေါ့နော်ဆိုတော့ငလင်လောက်တာဖြစ်လို့ဒါမျိုးတွေကလည်းကျွန်တော် risk ထဲမှာထည့်သွင်းစဉ်းစားပေးရမှာပေါ့နော်ဘာဖြစ်ရင်ဘာလို့ဆိုတော့လေကျွန်တော်ကငကိုတွေကကျူတင်ပြီးတော့စဉ်းစားထားရမယ်ပေါ့နော်မဟုတ်ရင်ကျွန်တော်တို့က risk လို့ဘာမှမလုပ်နိုင်ဘူး project ကို postpone လုပ်ထားတယ်ရပ်ထားဆိုရင်ကျွန်တော်တို့ရဲ့ project ကတဖြည်းဖြည်းနဲ့ကုန်တယ်ဘာမှမလုပ်နိုင်ဘူးပေါ့နော်ဆိုတော့အဲ့ဒါကျွန်တော်တို့ကproject မစခင်မှာ risk management plan ဆိုတာကကျွန်တော်တို့အရင်ဆုံးထည့်သွင်းစဉ်းစားရတယ်ဆိုတော့ risk management plan ကဒီ project တခုမှာမဖြစ်မနေပါဝင်ရမယ်အပိုင်းမှာပါတယ်ပေါ့နော်ဆိုတော့အဓိကကဒီ risk management မပါခဲ့ရင်ကျွန်တော်တို့ကproject တကယ်လဲ run ရောမစင်စားထားဘူးဆိုရင်ဒါတွေမပါဘူးဆိုရင်တော့ကျွန်တော်တို့ project မှာအခက်အခဲအများကြီးကြုံလာနိုင်တယ်ပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်တို့ risk နဲ့ပတ်သက်တဲ့ risk management plan ပေါ့နော်ထည့်သွင်းစဉ်းစားရမယ်အရေးကြီးတဲ့ဘိုင်းမှာပါပါねအခုကျွန်တော်ပြောသွားတဲ့ဒီ NGO ဆိုတာဗာလဲ NGO ဆိုတာဗာလဲပေါ့နော် project မှာစိတ်ပိုင်းလေးတွေကဘယ်လိုပိုင်းနေပါမယ်ဆိုတဲ့ဟာလေးတွေကကျွန်တော်ဒီတလောက် sharing လုပ်ပေးထားခြင်းဖြစ်ပါတယ်ပေါ့နော်ဒီမှာလည်းလိုအပ်ချက်တွေအများကြီးရှိတယ်ဆိုရင်လည်းဒီကျွန်တော်ရဲ့လိုအပ်ချက်ပဲဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့အားနည်းမှုပဲဖြစ်မှာပါလို့ဆိုတော့မိတ်ဆွေအားလုံးလည်းကျေးဇူးများတင်ပါတယ်နောက် slide တွေမှာလည်းနောက် video တွေမှာလည်းဆက်လက်ပြီးတော့အားပေးကြပါဦးလို့ဆိုတော့ကျွန်တော်ရဲ့ဒီ YouTube channel လေးကိုလည်း like and subscribe လေးလုပ်တစ်ချက်လောက်လုပ်ပြီးထားပါပေါ့နော်ဆိုတော့အသစ်တွေတင်လာရင်လည်းမိတ်ဆွေတို့ရဲ့YouTube မှာပေါ့နော်ဒီခေါင်းလောင်းလေးကိုနှိပ်ထားပြီးတော့ like and subscribe လေးလုပ်ပေးကြပါလို့ဆိုတော့နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်ကျေးဇူးများတင်ပါတယ်